မင်္ဂလာပါကျွန်တော်အခုအဓိကတော့ ABSDF ပေါ့ ABSDF ဆိုတာ88ကကျွန်တော်စဖြစ်တည်လာတဲ့ဖွဲ့စည်းဖြစ်တယ်ဒါပေမဲ့ចောင်းသားတက်မလို့ပေါ့နော်ကျွန်တော်ပြောရမယ်ဆိုရင်ဒီ ABSDF ကအခုဒေါ်လာရေးကာလာတစ်လျှောက်လုံးမှာပထမဆုံးအကြိမ် campaign လုပ်တယ်3,500ကြီးကတက်ဆင်ဖို့ပါဒီလိုပဲကျွန်တော်ဒီတက်မှာ6တက်မှာရှိတဲ့ ABSDF 9ရောက်အတွက်ကျွန်တော်ကြီးက helmet ပေါ့နော်အပြည့်စုံဆင်ခဲ့ဖို့စင်တဲ့ချိန်မှာသူတို့ဘက်ကနော်ကာနယ် GS ပေါ့နော်ဆရာဒီကဘာပြောလဲဆိုတော့ကိုကျော်သလင်းရေးတဲ့ဒါ ABSDF သမိုင်းမှာပထမဆုံးကြီးကနဲ့ကြီးကအုပ်ထုပ်ဆင်တာပါတဲ့အဲ့ကျွန်တော်တော်တော်အံ့ဩသွားတယ် ABSDF ရဲဘော်တိုင်းဒီကျွန်တော်ပုံမှန်စစ် uniform ကြုံဖို့အိတ်နဲ့ပဲစစ်တိုက်နေကြတာဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်ရဲ့ senior တွေဖြစ်တယ်တော့88တုံးနဲ့မျိုးဆက်တွေဖြစ်တယ်ကျွန်တော်ចောင်းသားတက်မလို့ကို3,500မျှသောကြီးကနော်220ရပြီးသွားပြီအဲ့တော့ကျန်တဲ့280လောက်ပဲကျန်တော့တဲ့ကြီးကအစုံတွေကိုရရှိဖို့အတွက်ကျွန်တော်တို့ဒီနေ့တိုက်တွန်းကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကြော်တက်လင်းပါဗျ